အေယာမမွေကြီးဟာမရွေမတွက်နိုင်တဲ့မွေတွေကိုစက်ယုံတဲ့ကိုဥဆောင်ခေါ်လာခဲ့ပါတယ်။ဒီယူတွက်ထွေရတိုက်ခိုက်မှုမှာအုပ်စုလိုက်လာတဲ့မွေတွေတင်မကပဲယာနဲ့ချီထောင်နဲ့ချီတဲ့အေယာမမွေကြီးတွေလည်းပါဝင်နေပါတယ်။ယာနဲ့ချီတဲ့အလုသမားတွေဟာသားကောင်ဒီလိုပဲအရက်မျက်နှာအနှံ့ကိုထွက်ပြေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့တွေကအများပြားဟာနောက်ဆုံးမှာတော့ဒီအေယာမမွေကြီးတွေရဲ့အစဖြစ်ခဲ့ရပါတယ်။အပြင်ဘက်မှာတော့အော်ဟစ်တန်တွေဟာမပြတ်တမ်းကြနေရပါတယ်။အန်နာကအဲ့ဒီအထန်တူကိုကြားတဲ့အခါအပြင်မှာအခြေအနေတွေပိုဆိုးနေပြီဆိုတာသိလိုက်ပါတယ်။သူမဟာသမီးဖြစ်သူနဲ့အတူဗီဒီယိုတွေကိုပုံအောင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မွေတွေကပိုများလာတဲ့အတွက်ဗီဒီယိုဟာလည်းမလုံခြုံတော့ပါဘူး။အန်နာဟာရုတ်တရက်ဗီဒီယိုတကားကိုတွန်းဖွင့်ပြီးသမီးဖြစ်သူနဲ့အတူရေချိုးခန်းထဲကနေထွက်ပြေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူတို့အပေါ်ကနေအေယာမမွေကြီးတကောင်တွဲလောင်းကျနေပြီးသူတို့ကိုကြည့်နေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်။ဒီတတမကြီးကိုမြင်လိုက်ရတဲ့အချိန်မှာအန်နာဟာခဏတာဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အကြီးဟာဘေးနားကမျက်နှာချက်ပန်ကားကြီးကိုရောက်သွားပြီးအကြံတစ်ခုရလာပါတယ်။အေရာမမွေကြီးကသူမရဲ့သမီးလေးစီကိုခုံအုပ်လိုက်တဲ့အချိန်မှာပဲအန်နာဟာခလုတ်ကိုနှိပ်လိုက်ပါတယ်။ပန်ကားဟာအချိန်အဟုန်နဲ့စတင်လဲပါတီမွေကြီးကိုလေထဲမှာဝှေ့ရမ်းထွင်ပစ်လိုက်ပါတယ်။အန်နာဟာအခွင့်အရေးကိုအရယူပြီးသူမရဲ့သမီးလေးကိုရေချိုးခန်းထဲကနေအမြန်ဆွဲထုတ်သွားခဲ့ပါတယ်။ဒါပေမဲ့အပြင်ဘက်မှာလည်းအန်ဒီယေကမကင်းသေးပါဘူး။မွေဖေးအန်ဒီယေဟာဆက်လက်တောင်းကြနေဆဲဖြစ်ပြီးအန်ဒီယေဟာနေရာတိုင်းမှာရှိနေပါတယ်။